မင်္ဂလာပါတက်တန်းကုန်နေတဲ့ခရံမြေကိုအကြောင်းအဝယ်အတွဲပြောင်းပြုလုပ်လို့ရမရဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ခရံဆိုတဲ့အဓိပ္ပာယ်ကိုပြောပြမယ်ဆိုရင်ခရံဆိုတာအစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့အစိုးရမြေကိုစည်းကမ်းချက်တွေသတ်မှတ်ပြီးတော့မြေငါးရမ်းကပေးဆောင်စေကနှစ်ကာလပိုင်းခြားတစ်ခုသတ်မှတ်ပြီးတော့အသုံးပြုခွင့်ပေးထားတဲ့ငါးချထားတဲ့မြေကိုငါးခရံ lease လို့ခေါ်တာဖြစ်ပါတယ်။ဒီနေရာမှာနှစ်ကာလသတ်မှတ်ချက်နဲ့ခရံချထားပေးတာဖြစ်တဲ့အတွက်ခရံရရှိထားသူအနေနဲ့ရာသက်ပံအခွင့်အရေးတွေရရှိသွားပြီလို့တရားသိမှတ်ယူလို့မရပါဘူး။သတ်မှတ်ထားတဲ့သက်တမ်းအတွင်းမှာသာအကျိုးခံစား권တွေရရှိမှာဖြစ်ပြီးတော့ခရံသက်တမ်းကုန်ဆုံးသွားပြီဆိုလို့ရှိရင်အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့အစိုးရမြေအဖြစ်ပြန်လည်ရောက်ရှိသွားတာဖြစ်တဲ့အတွက်မြေအသုံးပြုခွင့်အခွင့်အရေးတွေဟာလည်းကုန်ဆုံးပြတ်ပြတ်သွားမှာပဲဖြစ်ပါတယ်။ခရံသက်တမ်းကုန်ဆုံးသွားပြီဆိုလို့ရှိရင်အစိုးရမြေအဖြစ်ပြန်လည်ရောက်ရှိသွားတာဖြစ်တဲ့အတွက်တရားဝင်ပိုင်တယ်လို့ပြောလို့မရတော့ပါဘူး။အဲဒီတော့ကိုတရားဝင်မပိုင်တော့တဲ့ပစ္စည်းတစ်ခုကိုအခြားတစ်စုံတစ်ယောက်ထံကိုလွှဲပြောင်းတာတွေရောင်းချတာတွေလုပ်လို့မရဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့တက်တန်းကုန်နေတဲ့ခရံမြေကိုအယောင်းဝယ်ပြုခြင်းအတွက်မြို့နယ်မြေသိမ်းရုံးမှာရှိတဲ့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွေမှာလည်းလက်ခံပြီးတော့မှတ်ပုံတင်ပေးမှာမဟုတ်ပါဘူး။အဲဒီတော့တက်တန်းကုန်နေတဲ့ခရံမြေကိုတက်တန်းတိုးပြီးမှသာတက်တန်းရှိနေတဲ့မြေခွက်မှသာလွှဲပြောင်းရောင်းဝယ်ပြီးပြုလုပ်လို့ရတဲ့ဆိုတဲ့အကြောင်းကိုပြောကြားရင်းနဲ့ဗီဒီယိုလေးကိုဆုံးသက်ပါတယ်။ကျေးဇူးတင်ပါတယ်